များရီယိုမြင့်တန်ကြား TV ဖန်သားပြင်မှာကြည့်ရှုအားပေးနေကြပါသောချစ်ပရိသတ်အပေါင်းစိတ်ချမ်းသာကိုကျမ်းမာပြီးကာယစိတ်ဓာတ်ဒုက္ခနှပြပြည့်စုံနိုင်ကြပါစေလို့သမီးစုမြတ်ဝင်းရန်ဒါအောင်ခံကျော်တို့ကဥစွာပနာမှာဆုတောင်းမြတ်တာများပို့သပါတယ်ခင်ဗျာယခုချက်ပြတင်ဆက်မှာကတော့ခိုင်ပန်းစုံနှစ်ပါးသားအကပဲဖြစ်ပါတယ်ရှင်မြန်မာအကမှာတစ္ဆထားအကဟာထင်ရှားပြီးလူသိများခဲ့ပါတယ်ညီမလေးရေတစ္ဆထားအကဟန်များကလည်းမြေဝိုင်းကင်းမစတင်ပြီးတော့ယနေ့တိုင်းသူ့နည်းသူ့အန်နဲ့လှပစွာကပြနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်ကိုကြီးဒီစီစဉ်မှာမဟာဂီတလာခိုင်ပန်းဆောင်ဆရှိတဲ့တခြင်းနဲ့သစ္စာထားနှစ်ပါးသောအကကိုတမှုထူးခြားစွာတင်ဆက်မှာမို့ကြည့်ရှုအားပေးတော်မူကြပါအောင်လားခင်ဗျာစကစိမ့်မြင်သူသင်ကြည့်ခရာစကားစဝဲတဝဲကျဲယုံ